အခုည9 နာရီရှိပြီရှိတော့နေအောင်စားတော့ရှင်းသားတို့လာတော့3ယောက်တူတူလာတာပဲဆိုဖီတို့လူများနဲ့အခုတို့2ယောက်ကတော့2ယောက်ခန့်တခန့်ယူလိုက်တယ်ရှင်းသားကတော့1ယောက်ခန့်လာဒါရှင်းသားရဲ့ first time လို့ရှင်းသားတစ်ခါမှလို့မလုပ်ဘူးပေါ့နော် spy ပါတယ်အဲ့ဒါရှင်းသားရဲ့မောင်လေးပါသူကတော့ရှင်းသားကို1ယောက်ထဲဖြစ်နေလို့ဆိုအဖို့လိုက်ဆောင်နေရပါအရင်အဲ့တော့အိပ်ပြောပါတယ်တကယ်လုံးဝအဲ့လိုတစ်ခါမလုပ်ဘူးလားမသိဘူးခံလို့ကောင်းလားသူကတော့မနေဘူးသူကတော့ဘာမှမလုပ်ဒီတိုင်းအဖို့လိုက်ဆောင်နေရအဲ့ဒီမှာချက်ပေးစားရအောင်မယ်ဟုတ်တယ်ကျွန်တော်မစားသေးငါတို့10 နာရီ10 နာရီခွဲသွားပြီနော်9 နာရီရောက်9 နာရီတိရောက်ပါပြီ9 နာရီရောက်တော့10 နာရီခွဲသွားပြီဘိုင်ဘိုင်ချက်ပေးစားရအောင်